ခရမ်းဒီပလိန်နတ်ပေါ့ပဇွန်ကြောက်လေးတော့နည်းနည်းပါတာပေါ့ခရမ်းဒီနတ်လေးပါဒါကတော့ဟိုဘက်ကတော့မင်းကကျွန်တော်ချက်တဲ့ကြက်အိမ်အောင်တဲ့ချက်နဲ့ခရမ်းဒီပလိန်ချက်နဲ့ဟိုမှာတော့ကျွန်တော်ခရမ်းဒီလေးတွေမိထားပြီးတော့မိရမ်းမုံလေးစားရင်ကြုံမုံစနေမုံလိုရတဲ့ရတာမုံလေးတွေထည့်ပေးတယ်ဒီဟင်းကတော့တစ်မျိုးတည်းနဲ့သမင်းသုံးမှုချက်လောက်ကုန်တယ်အဲ့လိုလဲဆိုတော့ခရမ်းဒီဆိုတော့ငပိရုပ်ပြီးအဓိကပေါ့နော်အဲ့ဒါလေးနဲ့တွဲချက်ရမ်းလိုက်ဖက်ပါတယ်အဲဆိုတော့ကျွန်တော်ရေလေးနဲ့တခါတည်းထည့်ချက်လိုက်တယ်ပြီးတော့ပစုံကြောက်လေးတွေကတော့တေးသေးလေးတွေပေါ့ဒီလေးခမ်းလာပြီးစီလေးတွေပြန်တော့မယ်ဆိုရင်ပစုံကြောက်လေးထည့်လိုက်ရမ်းလွယ်ပါတယ်ဒီဟင်းချက်ရတာဘာမှထွေးထူးမပါဘူးเนาะပြီးတော့စီလေးပြန်လာပြီးဆိုရင်ကျွန်တော်မွေရွက်တင်စိမ်းရွက်လေးထည့်လိုက်ပါတယ်ဒါဆိုတော့စားလို့ရပါပြီစားကြပါဦး